နောက်တစ်စက္ကန့်မှာတော့ CVR ရဲ့အတန်ကမိုးကြိုးပစ်ချလိုက်တယ်လို့မျိုးဟိန်းထွက်လာတယ်မင်းပါလုံနေတယ်လို့ထင်နေလဲလီယိုကသူ့မျက်နှာကိုအုပ်ပြီးငိုတဲ့တခင်လေးကိုအပြစ်မတင်ပါနဲ့ကျွန်တော်အပြစ်ပါမင်းနဲ့အတူဒီကိုမလာခဲ့တင်ဘူးသူ့ရဲ့တွေ့လျရတဲ့လက်ချောင်းတွေက CVR ရဲ့ဂျာကင်အင်ဂျီအနာသက်ကိုစုပ်ကင်ထားတယ်သူ့အတန်ကကွက်တိအချိန်ကြာမှတုံရီကွဲအပ်သွားတယ်တခင်လေးကမင်းကိုသဘောကျတာမင်းကျွန်တော်အတွက်ဒါရီကုံဝယ်ပေးနေတာမြင်တော့သူစိတ်တူသွားတာပေါ့ရုတ်တရက်လီယိုက CVR ကိုတွန်းဖဲ့ပြီးနောက်ကိုရိုက်ထွက်သွားတယ်ဒါဆိုရင်ကျွန်တော်ကိုလုံးဝပျောက်ကွယ်သွားခွင့်ပြုလိုက်ပါသူလှည့်ပြီးကျမ်းပြင်ကနေမျက်နှာကျက်အထိရှိတဲ့မှန်ပြတင်းပေါက်စီကိုကြောက်စရာကောင်းတဲ့အရှိန်နဲ့ပြေးဝင်သွားတယ်လီယို CVR ရဲ့ဆူဆူဝါဝါအော်တန်ကခမ်းမတစ်ခုလုံးကိုလွှမ်းမိုးသွားပေမဲ့နောက်ကျသွားခဲ့ပြီးမှန်ကွဲတန်နဲ့မြေပြင်ပေါ်ပြင်းထန်စွာပြုတ်ကျသွားတဲ့အတန်ကကျွန်တော်နားထဲမှာကျဲလောင်သွားတယ်ကျွန်တော်ပြတင်းပေါက်စီအပြေးလွှားသွားကြည့်လိုက်တယ်လီယိုကအောက်ကသွေးအိုင်ထဲမှာတောင်ပန်ကျဟိုးနေတဲ့လက်ပြတကောင်လိုငိမ်သက်လို့နေတယ်ဒါပေမဲ့သူ့နှုတ်ခမ်းတောင်တွေကပြုံးရောင်တန်းနေတယ်သူလိုချင်တာကိုကွက်တိရသွားတဲ့လူတစ်ယောက်ရဲ့အပြုံးမျိုး CVR လုံးဝအယူမှုဖြစ်သွားတယ်သွေးတွေထဲကနေလီယိုကိုဆွဲပွေးလိုက်ချိန်မှာသူမရဲ့မျက်ဝန်းတွေကနီးရဲနေပြီးအတန်ကလည်းအကွဲလို့တစ်ယောက်ယောက်သူ့ကိုဆေးရုံအမြန်ပို့ပေးကြပါသူမကကျွန်တော်ကိုအစိမ့်လိုက်ဝါစာမတက်ဆိုင်ကြည့်လာတယ်ဇေဗီယာမြင်လားလီယိုဘာမှမဖြစ်ပါစေနဲ့လို့မင်းဆူတောင်းထားလိုက်သူ့မှာတခုခုဖြစ်ရင်မင်းရဲ့အသက်နဲ့ပြန်ပေးဆက်ရစီမယ်ဆေးရုံစင်ကြံလန်းရဲ့ဆူရှာတဲ့မီးဖြူရောင်အောက်မှာအချိန်တွေရက်တက်နေတယ်လို့ပဲဆရာဝန်တယောက်အလောတကြီးပြေးလာပြီးအရေးတကြီးအတန်နဲ့ပြောတယ်လူနာကသွေးတွေအများကြီးထွက်နေတယ်အခုချက်ချင်းသွေးသွင်းဖို့လိုအပ်တယ်ဒါပေမဲ့သူကဝါနိုသွေးမျိုးစားဖြစ်နေတယ်ဆေးရုံမှာလည်းအဲ့ဒီသွေးလက်ကျန်မရှိတော့ဘူး CVR လှည့်ကြည့်လာတယ်တက်တော်ဆောင်တွေဖမ်းချုပ်ထားတဲ့ကျွန်တော်စီကိုသူမရဲ့မျက်ဝန်းတွေကဓာတ်တလက်လိုဆူဆိုင်လာတယ်မင်းမလည်းဝင်းတော်သွေးမျိုးစားရှိရမဟုတ်လားဆေးရုံကတင်ပေါ်မှာလီယိုကအားနဲစွာနဲ့မျက်လုံးပွင့်လာတယ်တခင်လေးကသွေးအားနဲယောဂရှိတာကျေးဇူးပြုပြီးသူစီကသွေးမယူပါနဲ့အခုကအဲ့ဒါတွေစဉ်းစားနေရမယ့်အချိန်လားမင်းကသူ့တစ်ပါးကိုစိုးရိမ်နေတော့မဲ့လားလီယိုမင်းကဘာလို့အမြဲတမ်းဒီလောက်တောင်စိတ်သဘောထားကောင်းရတာလဲ CVR ကသူ့လက်ကိုအမြန်ဆုပ်ကင်လိုက်တယ်လန့်ဖြတ်နေတဲ့ကလေးတစ်ယောက်ကိုချုံမြူနေတယ်လို့မျိုးသူမရဲ့အတန်ကမယုံနိုင်တော့အောင်နူးညံ့သွားတယ်ဒါပေမဲ့ကျွန်တော်ဖက်လှည့်လာတဲ့အချိန်မှာတော့သူမရဲ့မျက်ဝန်းတွေကချက်ချင်းဆိုသလိုရေခဲလိုအေးဆက်သွားတယ်သူ့ကိုချုပ်ထားဆန်းကျွန်တော်ခွဲစိတ်ကတင်ပေါ်ကိုကြမ်းကြမ်းတန်းတန်းတွန်းချခံလိုက်ရတယ်အေးဆက်နေတဲ့တန်ကူတင်ကကျွန်တော်ကြောပြင်ကိုဖိမိနေတယ်ကျွန်တော်ရှိသမျှအားနဲ့ရုန်းကန်တယ်ကျွန်တော်ခြေထောက်တွေကဘေးကဆေးပစ္စည်းတင်စင်ကိုကန်မိသွားတယ်ဆေးပစ္စည်းတွေကျမ်းပြင်ပေါ်ပြုတ်ကျပျက်စီးသွားတယ်ငင်းငင်းနေအောင်ချုပ်ထား CVR ကအော်ဟစ်လိုက်တယ်တက်တော်ဆောင်3-4ယောက်ကကျွန်တော်လက်ချေတွေကိုဖိချုပ်ထားကြတယ်ကျွန်တော်စပင်တွေရှုပ်ပွားသွားပြီးရုန်းကန်ရင်းဝစ်စုံကလည်းဆုပ်ပြဲသွားတယ် CVR ကျွန်တော်အတန်ကွဲအပ်သွားတဲ့အထိသူမရဲ့နာမည်ကိုအော်ခေါ်မိတယ်အဲ့ဒီအော်တန်ထဲမှာတခါမှမခံစားဘူးတဲ့စိတ်ပြအားငယ်မှုတွေပါဝင်နေတယ်မင်းနောင်တရလိမ့်မယ်နောင်တရရမှာကမင်းပဲ CVR ရဲ့အပြုံးကအေးဆက်နေတယ်သူမကိုယ်တိုင်ကျွန်တော်တွေးပြန်ကြောတဲ့ကိုအနဲ့ထိုးသွင်းလိုက်တဲ့တွေးတွေကပိုက်လိုင်းထဲကနေတရားဆက်စီးဆင်းသွားတယ်ကျွန်တော်ရဲ့တတိစိတ်တွေဝေဝါးလာတယ်ဝေဝါးနဲ့ကျွန်တော်အတိတ်ဘဝကမိုးရွာတဲ့ညစီပြန်ရောက်သွားတယ်ဆူရှာတဲ့ကားမီးမောင်းကြီးတွေလမ်းတစ်ဖက်ကတခြားလူတွေငယ်စဉ်ကတည်းကမုန်းတီးခဲ့ပြတသက်လုံးပြိုင်ဘက်ဖြစ်ခဲ့တဲ့လူနာတယောက်ပဲမိုးရဲလေထဲမှာကျွန်တော်စီကိုရိုင်းတိရိုင်တိုင်းနဲ့ပြေးလာခဲ့တယ်သူမကကျွန်တော်ရဲ့ကြေမွားပြီးတွေးချင်းချင်းညီနေတဲ့ခန္ဓာကိုယ်ကိုတုံရီနေတဲ့လက်မောင်းတွေနဲ့ပုတ်ထွက်ထားပေးတယ်ခွဲစိတ်ကတင်ပေါ်မှာကျွန်တော်မျက်ရည်တွေကတွေးတွေနဲ့ရောနှောပြီးဖြူလျော်တဲ့ဝမ်းနည်းစရာပန်းပွင့်တွေလိုဖူးပွင့်လာတဲ့လူနာမင်းဘယ်တော့ပြန်လာမှလဲငါမင်းကိုအရန်လွမ်းတယ်ကျွန်တော်အတန်ကတဖြည်းဖြည်းတိုးညင်းသွားပြီးအေးဆက်တဲ့လေတူးထဲမှာပျောက်ကွယ်သွားတယ်ကျွန်တော်မျက်လုံးပြန်ပွင့်လာချိန်မှာတော့ဆူရှာတဲ့အလင်းရောင်ကြောင့်မျက်နှာကိုကာကွယ်ဖို့လက်မောင်းကိုမတိစိတ်ကနေမြှောက်လိုက်မိတယ်လက်မောင်းပေါ်ကအချက်ရာတွေကသူတို့ကျွန်တော်ပေါ်ဘာလုပ်ခဲ့တယ်လဲဆိုတာကိုတိတ်တဆိတ်တတိပေးနေတယ်လို့ပဲဇေဗီယာမင်းတတိယလာပြီးပဲအယ်လီနာကကျွန်တော်ကတင်ပေးကိုပထမဆုံးပြေးလာတဲ့သူပဲအမြဲတမ်းနှွေးထွေးမှုနဲ့မျှော်လင့်ချက်တွေပြည့်နေနေတဲ့အဲ့ဒီမျက်ဝန်းတွေကအခုတော့စိုးရိမ်မှုတွေနဲ့ပြည့်ရှံနေတယ်သူမကကျွန်တော်မျက်နှာကိုကင်ဖို့လက်လန်းလိုက်ပေမဲ့ကျွန်တော်ကတော့မတိစိတ်ကနေမျက်နှာလွှဲလိုက်တယ်စိတ်မကောင်းပါဘူးငါတို့တားဖို့နောက်ကျသွားတယ်စရီနာရဲ့အတန်ကအလွန်မင်းနူးညံ့ပျော့ပြောင်းနေတယ် CVR ကလွန်တယ်မင်းကိုဒီလိုမျိုးတွေးဖို့ဘလို့တောင်အတင်းကျပ်လုပ်ရတာလဲအာဘာကကျွန်တော်ကိုရင်တွေတစ်ခွက်ကမ်းပေးရင်းအနားယူလိုက်ဦးငါတို့ CVR စီသွားပြီးအခုချက်ချင်းရှင်းမယ်လို့ပြောတယ်ကျွန်တော်သူတို့ရဲ့အကွက်မစေးတဲ့ဟန်ဆောင်မှုတွေကိုကြည့်နေမိတယ်ကျွန်တော်လက်ချောင်းတွေခြောက်ကပ်နေတယ်ဒီလိုခင်းချင်းကိုကျွန်တော်ကောင်းတိတာပေါ့အတိတ်ဘဝတုန်းကလည်း CVR ကျွန်တော်ကိုပြစ်ပယ်ထားတိုင်းဒီ3ယောက်ကပြက်ကွက်မှုမရှိရောက်လာတတ်ကြတယ်သူတို့ကလာဟာပြင်းကိုချိုသားတဲ့စကလုံးတွေနဲ့ဖြည့်ဆည်းပေးပြီးရင်အကြောင်းပြချက်တစ်ခုခုရှာပြီးလီယိုစီသွားဖို့ထွက်ခွာသွားကြစာမြဲပဲမလိုပါဘူးလို့ကျွန်တော်ရဲ့အကွဲကွဲအတန်နဲ့ပြောလိုက်တယ်ငါတယောက်တည်းနေခြင်းလို့3ယောက်သားတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်အယ်လီနာကအရင်ဆုံးထရက်ပြီးဒါဆိုလဲအနားယူလိုက်ဦးငါတို့ချက်ချင်းပြန်လာခဲ့မယ်လို့ပြောတယ်သူတို့အလောတကြီးထွက်သွားကြတယ်တကားကလုံးဝတောင်ပိတ်မသွားဘူးကျွန်တော်တကားကြားကိုစိုက်ကြည့်ရင်းစင်ကြံလန်းကနေထွက်လာတဲ့သူတို့ရဲ့တိုးတိုးတိတ်တိတ်စကားတန်တွေကိုကြားလိုက်ရတယ်လီယိုနိုးဘီလာ CVR ကစောင့်နေတာဘသူ့ကိုမှအဝင်းမခံဘူးဒါဆိုသူ့အကြိုက်ဆုံးဆိုင်ကမုတ်အရင်သွားဝယ်ရအောင်တကားပိတ်သွားတဲ့အချိန်မှာတော့မျက်ရည်တွေကျလာတဲ့အထိကျွန်တော်ရေမောမိတော့တယ်ကျွန်တော်တိတ်ပန်းတိုင်နေပြီးသူတို့ရဲ့မူတာဝါဒတွေကိုဖော်ထုတ်ဖို့တောင်အင်အားမရှိတော့ဘူးနောက်ရက်တွေမှာတော့ကျွန်တော်လူနာခန်းထဲမှာတယောက်တည်းလဲနေခဲ့ရတယ်သူနာပြုမလေးကကျွန်တော်တန်ရာကိုဆေးလာထည့်ပေးတိုင်းတစ်ခုခုပြောချင်တယ်လို့ကြည်ပြီးတက်ပြင်းမဲချတတ်တယ်ဒီနေ့လဲရှင်းတငယ်ချင်းတွေမလာကြပြန်ဘူးလားကျွန်တော်ခေါင်းခါပြလိုက်တယ်ကျွန်တော်မျက်လုံးတွေကကတင်ပေးစပွဲပေါ်ကညှိုးနှက်နေပြီဖြစ်တဲ့နှင်းပန်းစီစီရောက်သွားတယ်အယ်လီနာအဲ့ဒါကိုလွန်ခဲ့တဲ့3ရက်ကပို့ထားခဲ့တာပန်းပွင့်ချက်တွေရဲ့အနာသက်တွေကဝါပြီးအတွင်းဘက်ကိုလိမ့်ဝင်နေပြီးအဲ့ဒီအမျိုးသမီးတွေဟန်ဆောင်ပြသခဲ့တဲ့စိုးရိမ်ပူပန်မှုတွေနဲ့အကွက်တီပဲကျွန်တော်ဖုန်းတုံခါလာတယ်စရီနာစီကမက်ဆေ့ချ်တစ်ခုဇေဗီယာကုမ္ပဏီမှာအရေးကြီးကိစ္စတစ်ခုရှိလာလို့ငါတို့ခဏပြည်ပကိုတွားရမယ်မင်းကိုစောင့်ရှောက်ဖို့အကောင်းဆုံးအိမ်ပေါ်ကိုစီစဉ်ပေးထားတဲ့စိတ်မပူနဲ့တော့ပြီးတော့အာဘာစီကငါတို့လက်ဆောင်ဝယ်ခဲ့မယ်နောက်တော့အယ်လီနာအနားယူလိုက်ဦးပြန်လာရင်မင်းကြိုက်တဲ့ပြင်းသစ်စားတောက်ဆိုင်ကိုလိုက်ပို့မယ်ကျွန်တော်ဖုန်းကိုဘေးဖယ်ပစ်လိုက်တယ်သူတို့လာမလာကျွန်တော်ဂယုမဆိုင်တော့ဘူးကျွန်တော်မခံမရက်
နိုင်ဖြစ်ရတာကသူတို့ငှားထားခဲ့တဲ့အိမ်ပေါ်တွေကမယုံနိုင်တော့အောင်လက်ကြောမတင်ပဲပေါ့ဆလုံးတာပဲရေနွေးပူတွေကျွန်တော်လက်ပေါ်မှောက်ကြတယ်ဆေးပိုက်ထဲသွေးတွေပြန်တက်လာတာကိုလည်းဘယ်သူမှသတိမထားမိကြဘူးသူတို့ဒဏ်ရာပတ်တီလဲပေးတဲ့အခါမှာလည်းကျွန်တော်တွန့်သွားတဲ့အထိပတ်တီစကတ်ကိုအကြမ်းပတန်ဆွဲခွာကြတယ်နောက်ဆုံးတော့ကျွန်တော်ဒဏ်ရာတွေကမပြောက်ကင်းတဲ့အပြင်အပူလောင်ဒဏ်ရာအသစ်တွေနဲ့အညိုအမြဲဆွဲတာတွေပါပိုတိုးလာခဲ့တယ်ငါဆေးရုံကဆင်းမဲ့နောက်ဆုံးတော့ကျွန်တော်ရဲ့တီးခတ်နိုင်စွမ်းကုန်ဆုံးသွားဒါပြီးကန့်ကွက်မှုတွေရှိနေတဲ့ကြားကပဲကျွန်တော်ရဲ့ဆေးရုံစင်စာရွက်တွေကိုကိုယ်တိုင်လက်မှတ်ထိုးလိုက်တယ်အဲ့ဒီအချိန်မှာပဲအယ်လီနာဆရီနာနဲ့အာဘာတို့ဟာသူတို့ပြောတဲ့ကုမ္ပဏီအလုပ်တွေကိုအဆုံးသတ်ပြီးကျွန်တော်ကိုဆေးရုံကနေလိုက်ပို့ဖို့အချိန်ကပ်ရောက်လာကြတယ်ကျွန်တော်တို့အထူး VIP လူနာခန်းကိုဖြတ်သွားတဲ့အခါဟက်စီဟက်ဆက်ဖြစ်နေတဲ့တကားကြားကနေနူးညံ့တဲ့စကားပြောတန်တွေထွက်ပေါ်လာတယ်နောက်ထပ်တငုံလောက်တောက်လိုက်ဦးစီဗီယာရဲ့အတန်ကနှွေးထွေးမှုတွေနဲ့ပြည့်နေနေတဲ့ဆရာဝန်ကမင်းအာဟာရပိုလိုတယ်လို့ပြောထားတယ်ကျွန်တော်ခြေလမ်းတွေနှိကွေးသွားတယ်တကားကွဲကြောင်းကြားကနေစီဗီယာကလီယိုရဲ့ပါဆက်ထဲကိုစွပ်ပြုတ်တွေဂယုတစိုက်ခွန်ကျွေးနေတာကိုကျွန်တော်မြင်လိုက်ရတယ်သူမရဲ့ရှည်လျားတွေလျားတဲ့လက်ချောင်းတွေကကွဲအပ်လွယ်တဲ့အရာတစ်ခုခုကိုကင်တွယ်နေတယ်လို့မျိုးအလွန်အမင်းနူးညံ့စွာလှုပ်ရှားနေတဲ့ဖြစ်သွားတဲ့သူနာပြုတယောက်ကသူမရဲ့လှုပ်ဖော်ကင်ဖက်ကိုတိုးတိုးလေးပြောလိုက်တယ်သူမကသူ့ဘေးကနေရက်ပေါင်းများစွာမခွာဘူးကုမ္ပဏီစည်းဝေးတွေကိုတောင်ဖျက်လိုက်သေးတယ်ဒါကတော့တကယ်ကိုတန်ရောစင်ပဲကျွန်တော်လက်ချောင်းတွေကမတိစိတ်ကနေဂျာကင်အင်ဂျီအနာတက်ကိုတင်းတင်းဆုပ်ကင်မိသွားတယ်အယ်လီနာကချတချင်းရှိကိုတိုးလာတယ်သူမရဲ့လှပတဲ့မျက်နှာကတနာကယူနာစိတ်တွေနဲ့ပြည့်နှက်လို့ဝမ်းမနေပါနဲ့စီဗီယာကသူမမှာဘာရှိလဲဆိုတာမသိတာပါဒါပေမဲ့ငါတို့ကမင်းကိုသဘောကျပါတယ်စရီနာအတန်ကလည်းနူးညံ့နေတယ်မွေးနေ့ပွဲကြရင်မင်းငါတို့၃ယောက်ထဲကတစ်ယောက်ကိုရွေးချယ်လို့ရတာပဲအာဘာကလည်းတိုးကပ်လာတယ်ငါတို့မင်းကိုကောင်းကောင်းဆက်ဆံပါမယ်ဂတိပေးတယ်ကျွန်တော်ခက်တိုးတိုးပြုံးလိုက်ပေမဲ့ကျွန်တော်မျက်ဝန်းတွေကတော့ရေခဲလိုအေးဆက်နေတယ်ကျွန်တော်မရွေးချယ်ခြင်းဘူးကျွန်တော်မျက်လုံးကိုဖြည်းဖြည်းချင်းပင်းကြည့်လိုက်ပြီးစကလုံးတိုင်းကိုတေချာအလေးနဲ့ပြောလိုက်တယ်ဘသူကမှမရွေးဘူးတယောက်မှမဟုတ်ဘူး၃ယောက်သားတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်သူတို့နှုတ်ခမ်းတွေမှာထပ်တူကြတဲ့အလိုလိုက်တဲ့အပြုံးတွေပေါ်လာတယ်သူတို့ကတော့ဒါကိုကလေးတယောက်စိတ်ကောက်နေတယ်လို့ပဲထင်နေကြတာသိတာပါတယ်အာဘာကရုတ်တရက်ရှိကိုကိုင်းညွတ်ပြီးဒါဆိုဒီလိုလုပ်မလားဇေဗီယာဒီနေ့ရာသီဥတုကတအားကောင်းတာစိတ်ပြေလက်ပြောက်ဖြစ်အောင်တော်ဝင်မြင်းစည်းကလပ်ကိုတွားကြမလားလို့မေးတယ်ကျွန်တော်ဘာခံစားချက်မှမရှိပဲခေါင်းခါလိုက်တယ်ငါမသွားချင်ဘူးဒီလိုမလုပ်ပါနဲ့လေကောင်းလေတန်းရတာကမင်းရဲ့ကျမကြီးပြန်ကောင်းဖို့အတွက်အထောက်အကူပြုတာပေါ့အယ်လီနာကကျွန်တော်လက်မောင်းကိုကင်ပြီးကားစီကိုခေါ်သွားတယ်လားပါတော်ဝင်မြင်းစည်းကလပ်ကစိမ့်လန်းဆိုပြီးနေတဲ့လင်းချင်းကမြက်ခင်းနှံကိုတဲဆောင်လာပေမဲ့ကျွန်တော်ခံစားရတာကတော့အယိုးတဲ့အထိအေးဆက်တဲ့အချမ်းတက်ပဲဇေဗီယာမြင်းတကောင်ရွေးပြီးစီးလိုက်လေစရီနာကကျွန်တော်ကိုအုတ်ထုတ်ကမ်းပေးရင်းပြောတယ်ငါတို့အေးနဲ့မုံတွေတွားပြင်ဆင်လိုက်အောင်မဲ့ကျွန်တော်ဘာခံစားချက်မှမရှိပဲယူလိုက်တယ်မစင်စားပဲရင်ပါတဲ့မြင်းမတကောင်ကိုပဲရွေးလိုက်တယ်အခုချိန်မှာကျွန်တော်ကိုအသက်ရှူချက်စေတဲ့ဒီလူတွေနဲ့ဝေးရကိုပဲတွားကျင်တော့တယ်မြင်းကဖြည်းဖြည်းချင်းစပြေးတယ်လင်းချင်းကကျွန်တော်ကိုဖျက်တိုက်သွားပြီးခဏတာတော့အရာအလုံးကိုမေ့ပြောက်လူနီးပါးဖြစ်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်စိတ်လျှော့လိုက်တဲ့အချိန်မှာပဲအဝေးကနေရုံရင်ဆန်ခတ်အတန်တွေထွက်ပေါ်လာတယ်ဘဲကနေရောက်လာမှမသိတဲ့မြင်းအုပ်ကြီးရာနဲ့ချီပြီးကျွန်တော်စီကိုတရက်ဆက်ပြေးဝင်လာကြတယ်ကျွန်တော်ထိတ်လန့်တကြားနဲ့မြင်းကိုအတင်းလဲလိုက်ပေမဲ့နောက်ကျသွားခဲ့ပြီးမြင်းဆက်ကျိုးကိုရှိသမျှအားနဲ့ဆွဲပေမဲ့ကြောက်လန့်နေတဲ့မြင်းမကဘာမှတုံ့ပြန်မှုမရှိတော့ဘူးရုံရင်ဆန်ခတ်ဖြစ်မှုတွေကြားတဲ့ကျွန်တော်မြင်းကုန်းဒီဘော်ကနေပြုတ်ကျပြီးမြေပြင်ပေါ်စောက်မိသွားတယ်ပထမဆုံးမြင်းခွာကကျွန်တော်ခြေထောက်အောက်ပိုင်းပေါ်နင်းမိသွားပြီးအယိုးကျိုးသွားတဲ့အတန်ကိုကြားလိုက်ရတယ်ပြီးတော့ဒုတိယမြင်းခွာတတိယမြင်းခွာကျွန်တော်အောက်ကမျက်ခင်းစိမ့်တွေတွေးချင်းချင်းနေသွားချိန်မှာတော့ကျွန်တော်မျက်ခင်းပုံမှာပဲခွေလိမ့်နေမိတော့တဲ့အရာအလုံးမှအတိမကျခင်နောက်ဆုံးအချိန်မှာအဝေးကနေလှုပ်ရှားမှုမရှိပဲရက်ကြည့်နေတဲ့လူတွေ၃ခုကိုမတဲမကွဲမြင်လိုက်ရတယ်ကျွန်တော်ထပ်ပြီးတတိယလာတဲ့အချိန်မှာဆူရှာတဲ့မီးဖြူရောင်ကြောင့်မျက်လုံးကိုကျင်းလိုက်မိတယ်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးပတ်တီးတွေနဲ့ရစ်ပတ်ထားတယ်နည်းနည်းလေးလှုပ်ရှားလိုက်တာတော့မီးနဲ့မြိုက်ခံရတယ်လို့ပြင်းပြင်းထန်ထန်နာကျင်ရတယ်တကားအပြင်ကနေစီဗီယာရဲ့အေးဆက်တဲ့အတန်ထွက်ပေါ်လာလို့ကျွန်တော်အသက်အောင်ထားလိုက်တယ်နင်တို့တွေလွန်သွားပြီးငါကသူ့ကိုလီယိုအတွက်တွေးနေနေပဲပေးဖို့ပြောခဲ့တာဒါပေမဲ့နင်တို့ကအိမ်ဖော်တွေကိုလက်ထိုးပြီးသူ့ကိုနှိပ်စက်ခိုင်းနေပြီးတော့မြင်းအုပ်ကြဒီကိုတမင်လွတ်ပြီးသူ့ကိုဒီလိုမျိုးနင်းချခိုင်းလိုက်တာလားသူတကိုယ်လုံးမှာအယိုးတွေကြေမွားကုန်ပြီးတေလူမျောပါဖြစ်သွားခဲ့တာသူ့ကိုဘသူကလီယိုကိုလာရှုပ်ခိုင်းလို့လဲအာဘရဲ့အတန်ကပေါက်ပြက်နိုင်လို့ကျွန်တော်ရင်ထဲပြုတ်အန်ဂျင်စိတ်တောင်ပေါက်လာတယ်ဒါကတုံတင်ဆုံးမမှုတေးသေးလေးပဲနေတိုင်းသူ့ကိုသဘောကျချင်အောင်ဆောင်နေရတာငါပြုတ်အန်ဂျင်လာပြီးအယ်လီနာရဲ့စကလုံးတွေကကျွန်တော်ရင်ဘက်ကိုအစိတ်လူးများတစင်းလိုစူးဝင်သွားတယ်လီယိုကြောင့်တာမဟုတ်ရင်ဘသူကသူ့ကိုဒီလိုကစားပွဲမျိုးလာကစားပေးနေမှလဲကျွန်တော်နှက်ခမ်းအောက်ပိုင်းကိုတွေးထွက်တဲ့အထိတင်းတင်းကြိုက်ထားလိုက်မိတယ်ဒါဆိုဒါတွေအားလုံးကသူတို့လက်ချက်ပေါ်ရေနွေးပူနဲ့လောင်တာဆေးပိုက်ထဲတွေးပြန်တက်တာမြင်အုပ်လိုက်နေတာအားလုံးကလီယိုအတွက်ကလဲစားချေဖို့သူတို့ကြိုတင်စီစဉ်ထားတာတွေပဲကျွန်တော်နားမလည်နိုင်တော့ဘူးသူတို့ကျွန်တော်ကိုမချစ်ရင်တော့ငါတို့တွေအတူတူကြီးပြင်းလာခဲ့ကြတာပဲလေသူတို့ကျွန်တော်စပင်တွေကိုဖွာပြီးတို့တွေရဲ့ဇေဗီယာလေးလို့ခေါ်ခဲ့ကြဘူးတယ်ကျွန်တော်ဖျားတော့ကလည်းကတင်ပေးမှာတညလုံးမအိပ်ပဲစောင့်ပေးခဲ့ဘူးတယ်ကျွန်တော်မွေးနေ့အတွက် surprise တွေဖြစ်အောင်နှလုံးသားနှစ်ပြီးစီစဉ်ပေးခဲ့ကြဘူးတယ်အခုတော့သူတို့သိရတာလာပိုင်းပဲရှိသေးတဲ့ယောက်ျားတစ်ယောက်အတွက်နဲ့ကျွန်တော်ကိုအစိတ်စိတ်အမွာဖျက်ဆီးပစ်လိုက်ကြပြီးကျွန်တော်အဲ့ဒီတကားကိုကန်ဖွင့်ပြီးအမှန်တရားကိုမေးမြန်းခြင်းနဲ့အတန်ကုန်ဟစ်ပြီးလဲချောင်းကွဲမတက်အော်ဟစ်ခြင်းနဲ့ဒါပေမဲ့နာကျင်မှုတွေကလှိုင်းလုံးကြီးလို့ရိုက်ခတ်လာလို့ကျွန်တော်အမောင်ထုတဲ့ပြန်လဲနစ်မြုပ်သွားခဲ့ရပြန်တယ်ကျွန်တော်ထပ်ပြီးမျက်လုံးပွင့်လာတဲ့အချိန်မှာအချိန်ဘယ်လောက်ကုန်လွန်သွားပြီလဲဆိုတာမသိတော့ဘူးအခန်းထဲမှာဘယ်သူမှမရှိပဲဖုန်းမျက်နှာပြင်ရဲ့အလင်းရောင်ပဲရှိတော့တယ်မဖက်ရသေးတဲ့ message 3ဆောင်ဇေဗီယာငါတို့တောင်းပန်ပါတယ်ငါတို့ပေါ့ဆသွားလို့မင်းကိုမကကွယ်နိုင်ခဲ့ဘူးမင်းကိုမျက်နှာချင်းဆိုင်ဖို့ငါတို့အရန်ရှက်မိတယ်မင်းအတွက်အစားပြန်ပေးဆက်ဖို့တခုခုသွားဝယ်ဖို့ညာရင်ချင်းပဲပြပောက်ကိုထွက်လာခဲ့ကြပြီးအနားယူပြီးမြန်မြန်တက်တာအောင်လုံတော့ငါတို့ကိုစောင့်ပါမင်းပါလို့ခြင်းလဲပြငါတို့ဝယ်ခဲ့ပေးမယ်ကျွန်တော်ဖုန်းကိုချလိုက်တယ်ဘာခံစားချက်မှမရှိတော့ဘူးနာကျင်ရမယ့်အင်အားတောင်ကျွန်တော်မှမကြမ်းတော့ဘူးသူတို့ကိုလည်းမမြင်ချင်တော့တယ်လို့သူတို့ရဲ့အနှစ်မရှိတဲ့ဟန်ဆောင်စိုးရင်စကားတွေကိုလည်းမကြားချင်တော့ဘူးကျွန်တော်ဒီမှာပဲတယောက်တည်းလှည့်ပြီးဒဏ်ရာတွေကုစားချင်တော့တယ်
ဒါပေမဲ့အဲ့ဒီနေ့မှာပဲတကားပွင့်လာခဲ့တယ်လီယိုကဖနက်တန်တကွက်ကွက်နဲ့အခန်းထဲဝင်လာတယ်သူကတော့ကြမ်းကြမ်းမာမာရှိနေပြီးတကိုယ်လုံးပတ်တီးတွေနဲ့ပတ်ထားရတဲ့ကျွန်တော်နဲ့လုံးဝဆန့်ကျင်ဘက်ပဲမင်းတော်တော်လေးဒဏ်ရာရသွားတယ်လို့ကြားတယ်သူ့ရဲ့ရှင်လန်းနေတဲ့အတန်နောက်ွယ်ကရက်ဆက်မှုကိုဖုံးကွယ်ဖို့သူစူးစမ်းမနေဘူးစီဗီယာကနေတိုင်းငါဘေးမှာရှိနေတာထမင်းလဲခွန့်ကျွေးတယ်တိတ်လဲတိတ်ပေးတယ်သူကအမြဲလုံနေကြအတိုင်းရိုးသားချင်းအောင်ဆောင်ပြီးခေါင်းလေးဆောင်းလိုက်တယ်မင်းကြတော့ဘသူမှလာမကြည့်ကြဘူးနော်တနာစရာကြီးကျွန်တော်မျက်နှာလွှဲလိုက်တယ်သူ့ကိုကြည့်ဖို့တောင်မလိုချင်တော့ဘူးတခုခုကူညီပေးဖို့လိုမလားလီယိုကရုတ်တရက်လက်လန်းပြီးကျွန်တော်ရဲ့ကျိုးနေတဲ့ခြေထောက်ကိုပြင်းပြင်းထန်ထန်ဖိညစ်ပစ်လိုက်တယ်ပြင်းထန်တဲ့နာကျင်မှုကြောင့်မစင်စားမိပဲသူ့ကိုအတင်းတုံးဖယ်လိုက်မိတယ်သူရိုင်လဲပြီးကျမ်းပြင်ပေါ်လဲကျသွားတယ်မင်းကငါ့ကိုတွန်းရဲတယ်ပေါ့သူထရက်လိုက်ပြီးဝစ်စုံကိုခါလိုက်တယ်စီဗီယာကငါ့ကိုကဘာပေါ်မှာအဖိုးတန်ဆုံးအရာလို့ဆက်ဆံတာငါကွဲသွားမှအဆိုးလို့ဂယုတစိုက်ကင်တွယ်ပြီးပျောက်ကွယ်သွားမှဆိုလို့အနားမှာအမြဲထားတာမင်းကငါ့ကိုဒီလိုဆက်ဆံရဲတယ်ပေါ့စောင့်ကြည့်နေလိုက်သူကျွန်တော်ကိုနောက်ဆုံးအကြိမ်စိုက်ကြည့်ပြီးတကားကိုစောင့်ပိတ်ကထွက်သွားတယ်ကျွန်တော်ရင်ဘတ်တွေတင်းကျပ်လာပြီးမကောင်းတဲ့အငွေ့သက်တွေလွှမ်းမိုးလာခဲ့တယ်ထင်းတဲ့အတိုင်းပဲ10မိနစ်တောင်မပြည့်ခင်စီဗီယာရောက်လာတယ်သူမရဲ့မျက်ဝန်းတွေညီရဲနေပြီးကျွန်တော်လည်းပင်ကိုအတင်းညှစ်ထားတော့တယ်လီယိုကစေတနာနဲ့မင်းကိုလာကြည့်တာကိုမင်းကသူ့နောက်ကိုလူမိုက်တွေလွှတ်လိုက်တယ်ဟုတ်လားကျွန်တော်မျက်စမ်းတွေကျဉ်းမြောင်းသွားတယ်ငါမလုပ်ဘူးညင်းဖို့မကြိုးစားနဲ့ငါသာအချိန်မီရောက်မလာရင်သူမင်းလက်ချက်နဲ့ထပ်ပြီးဒဏ်ရာရအောင်မှာဇေဗီယာမင်းငါကိုသဘောကျမှန်းငါသိတယ်ဒါပေမဲ့ငါမင်းကိုမချစ်ဘူးလို့အကြိမ်ကြိမ်ပြောပြီးမင်းလီယိုကိုထိခိုက်အောင်ထပ်လုပ်ရင်ငါမင်းကိုသဘောမကျယုံတင်မကဘူးအယိုးတဲ့အထိမုန်းပြစ်မယ်ကျွန်တော်ပြင်းပြင်းထန်ထန်ချောင်းဆိုးမိပြီးမျက်ရည်တွေကြောင့်အမြင်အာရုံတွေဝေဝါးလာတယ်ငါတကယ်ဘာမှမလုပ်ခဲ့ဘူးစီဗီယာကရုတ်တရက်ပြုံးလိုက်တယ်အဲ့ဒီအပြုံးကကြက်တီးထဆရာကောင်းလောက်အောင်အေးဆက်လွန်းနေကောင်းပြီမင်းဝင်မခံဘူးဆိုရင်တော့နောက်ဆက်တွဲဖြစ်ရတွေအတွက်ငါ့ကိုအပြစ်မတင်နဲ့သူမလက်ခုပ်တီးလိုက်တော့ထွားချိုင်းတဲ့လူကြီး9ယောက်ဝင်လာတယ်ကျွန်တော်မျက်ဝန်းတွေကျုံသွားတယ်စီဗီယာမင်းဘာလို့မလို့လဲစီဗီယာကကျွန်တော်ကိုတွေးအေးနဲ့ကြည့်ပြီးမင်းကလီယိုကိုနာကျင်အောင်လုပ်ရဲတာကိုလို့ပြောတယ်ကျွန်တော်ကတင်ပေါ်ကနေထားဖို့စူးစမ်းပေမဲ့ကြေမွားနေတဲ့အယိုးတွေကြောင့်မလုပ်နိုင်ဘူးမင်းယူနေပြီလားဒါကတို့မိသားစုနှစ်ခုရဲ့မိတ်ဖက်ဆက်ဆံရေးကိုပျက်စီးစေလိမ့်မယ်လီယိုအတွက်ဆိုရင်စီမိသားစုနဲ့ရန်သူဖြစ်ရတာကဘာရေးလဲစီဗီယာလက်ထွက်သွားဖို့လုပ်တယ်မင်းကကိုတကယ်ပဲဒီလိုလုပ်တော့မှလားကျွန်တော်စိတ်ပြက်လက်ပြက်နဲ့အော်ဟစ်လိုက်တယ်စီဗီယာခြေလန်းကံပြီးပြန်လှည့်ကြည့်တယ်မင်းကြောက်နေတယ်ဆိုရင်တော့အခွင့်အရေးတစ်ခုပေးမယ်မင်းရဲ့မွေးနေ့ပွဲကြရင်ငါ့ကိုတို့သမီးအဖြစ်မရွေးချယ်ပါဘူးလို့ကတိပေးဒါဆိုဒီနေ့မင်းကိုလှုပ်ပေးမယ်ကျွန်တော်အတန်ကအကွဲနေပြီငါကမင်းကိုဘယ်တော့မှရွေးချယ်ဖို့မစင်စားခဲ့ဘူးဘယ်သူပဲဖြစ်ဖြစ်မင်းကိုတော့ငါမရွေးဘူးစီဗီယာရဲ့မျက်နှာအမူအရာပြောင်းလဲသွားတယ်ငါကိုမရွေးဘူးဟုတ်လားအဲ့ဒါကိုငါကယုံရမှာလားသူမကအေးဆက်စွာရေမောလိုက်ရင်မင်းကငငယ်ကလေးကငါနောက်ကိုတကောက်ကောက်လိုက်နေခဲ့တာလေဟုပြဟောလေသည်